ကဘာတဝမ်းကအေယာရီလပိုင်းများရဲ့နောက်ဆုံးခရီးသို့မဟုတ်ရှင်သန်ကျစားရာနေရာများပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဂုဏ်ယူရာချစ်မြတ်နိုးစရာတစ်ခုဖြစ်တဲ့အေယာရီလပိုင်းတွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အေယာရီလပိုင်းလို့အမည်ပေးထားပေမဲ့သူတို့ကိုမြန်မာနိုင်ငံတစ်ခုထဲမှာပဲတွေ့ရတာမဟုတ်ဘူးဆိုတာသင်သိပါသလားအာရှတိုက်ရဲ့တခြားဘယ်နေရာတွေမှာအေယာရီလပိုင်းတွေရှိနေသေးသလဲသူတို့ရဲ့လက်ရှိအခြေအနေကရောဘယ်လောက်ထိစိုးရိမ်ရနေပြီလဲဆိုတာဒီဗီဒီယိုလေးမှာအသေးစိတ်ကြည့်ရှုလိုက်ရအောင်ခင်ဗျာပထမဆုံးအနေနဲ့အေယာရီလပိုင်းတွေအများဆုံးရှိနေတဲ့နေရာတွေကိုကြည့်ရအောင်ပါအန်အောင်စရာကောင်းတာကအေယာရီလပိုင်းတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအများဆုံးတွေ့ရှိရတာပါကမ္ဘာအကြီးဆုံးဒီရေတော်ကြီးဖြစ်တဲ့ဆွန်နာဘန်းထဲမှာအကောင်ရေ450ခန့်ရှိပါတယ်ပိုပြီးများပြားတာကတော့ဘင်္ဂလားပင်လယ်အော်ထဲမှာဖြစ်ပြီးအကောင်ရေ3500ခန့်ထိရှိနေတာမို့ဒါဟာကမ္ဘာအကြီးမားဆုံးသောအေယာရီလပိုင်းနေထိုင်ရာဒေသကြီးလို့ဆိုရမှာပါအိန္ဒိယအိန္ဒိယနိုင်ငံကနာမည်ကျော်ချီလီကာအိုင်မှာလေအကောင်ရေ150ဝန်းကျင်ခန့်ရှိနေတယ်လို့ဆွန်နာဘန်းရဲ့အိန္ဒိယဘက်အချမ်းမှာလေသူတို့ပြန်နှံ့နေထိုင်နေကြပါတယ်ဒီဒေသတွေမှာအရေးအတွက်များပြားနေသေးတာကသူတို့အတွက်ကြရစနစ်ကအားကောင်းနေသေးတယ်လို့ဆိုနိုင်ပေမဲ့စိန်ခေါ်မှုတွေကတော့ရှိနေသေးပါပြီအရှေ့တောင်အာရှဘက်ကိုပြန်လဲကြည့်မယ်ဆိုရင်ထိုင်းနိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာလေသူတို့ကိုတွေ့နိုင်ပါတယ်ထိုင်းနိုင်ငံရဲ့ဆောင်းခလာအိုင်ဘန်ပကောင်းမြစ်နဲ့လန်ကလပ်ကမ်းခြေတစ်ချောင်းမှာသူတို့ကရှင်သန်နေထိုင်ကြပါတယ်ဒါပေမဲ့ဒီဒေသတွေမှာတော့လူနေထူထပ်မှုနဲ့ငါးဖမ်းလုပ်ငန်းတွေကြောင့်သူတို့ရဲ့ရှင်သန်မှုတွေကအကန့်အသတ်နဲ့ရှိလာနေပါတယ်ဖိလစ်ပိုင်နိုင်ငံမှာတော့အကောင်ရေ100ကျော်ခန့်ရှိနေတယ်လို့ခန့်မှန်းရပါတယ်ဒီကမ်းရိုးတန်းဒေသတွေမှာနေထိုင်တဲ့လက်ပိုင်းတွေကရေငန်တဲ့ရေချိုဆက်ကြားနေရာတွေကိုနှိမ့်သက်ကြတာကိုတွေ့ရပါတယ်အခုဒီခါမှာတော့တကယ်ကိုစိုးရိမ်စရာအကောင်းဆုံးအခြေအနေဖြစ်တဲ့မြစ်တွေထဲမှာနေထိုင်တဲ့အေယာရီလက်ပိုင်းတွေရဲ့အကြောင်းကိုပြောပြခြင်းပါတယ်မြစ်ထဲမှာနေထိုင်တဲ့လက်ပိုင်းတွေကကမ်းရိုးတန်းမှာနေထိုင်တဲ့လက်ပိုင်းတွေထက်မျိုးသုံးဖို့အန်ဒရယ်တွေကပိုများလို့နေပါတယ်လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေကိုဖျက်ဆီးတဲ့မဲကောင်မြစ်ထဲမှာအကောင်ရေ105ကောင်ခန့်ပဲကျန်ပါတော့တယ်အင်ဒိုနီးရှားနိုင်ငံရဲ့မဟာကန်မြစ်ထဲမှာတော့အကောင်ရေ80ခန့်သာကျန်ရှိပြီးအရေအတွက်ကတဖြည်းဖြည်းနဲ့လျော့နေလာနေပါတယ်အခုနောက်ဆုံးကျွန်တော်တို့ရဲ့ AR မြစ်ပါစိတ်မကောင်းစရာအကောင်းဆုံးချက်ကတော့ကျွန်တော်တို့စီမှာအကောင်ရေ58ကောင်ကနေ82ကောင်ခန့်သာကျန်ရှိတော့တာဖြစ်ပါတယ်ဒါဟာတခြားဒေသတွေနဲ့နှိုင်းယှဉ်အင်မတန်နည်းပါးတဲ့ပမာဏဖြစ်ပြီးမျိုးသုံးဖို့အနည်းဆက်ဆုံးအခြေအနေကိုရောက်နေတာပဲဖြစ်ပါတယ်လျှက်စစ်ရှော့တိုင်းငါးဖမ်းတာတွေမြစ်ရည်ညဉ့်ညမ်းတာတွေကသူတို့အတွက်အကြီးမားဆုံးရန်သူတွေဖြစ်လို့နေပါတယ်AR လက်ပိုင်းတွေကကျွန်တော်တို့မြစ်ကြီးရဲ့အလှအပတွေမဟုတ်ပါဘူး။သူတို့ရှိနေခြင်းကမြစ်ရည်ရဲ့အတန်ရှင်းမှုနဲ့ကြရစနစ်ကောင်းမွန်မှုကိုပြသနေတာပါ။အထူးသဖြင့်မြန်မာနိုင်ငံရဲ့ AR မြစ်ထဲမှာကျန်ရှိနေတဲ့အနေငယ်သောလက်ပိုင်းလေးတွေကိုကျွန်တော်တို့ကမကာကွယ်နိုင်ဘူးဆိုရင်နောက်တစ်ချိန်မှာပုံမြင်တွေထဲမှာပဲဖက်ရတော့မယ့်အခြေအနေဖြစ်နေပါပြီ။ AR လက်ပိုင်းလို့အမည်တွင်တဲ့အတိုင်း AR မြစ်ထဲမှာသူတို့ထာဝရရှင်သန်နေနိုင်ဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီး AR လက်ပိုင်းတွေရဲ့အခြေအနေကိုသိရှိသွားကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။အခုလိုဗဟုသုတဖြစ်ပေါ်ရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Top Magazine ကို Subscribe လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။